ဒီမှာရှော့လေးပါစင်ကလေးပါဒါလည်းစင်ကလေးပါမင်္ဂလာပါ2025ဒီဇင်ဘာ28ရက်နေ့အိုဆာကာမှာကျင်းပပြုလုပ်ခဲ့တဲ့ကရင်တက္ကသိုလ်2965ခုနှစ်ပြည့်ရဲ့ကရင်နှစ်ပြည့်ကူမှာမျိုးသမီးဆိုတော့နော်မာတာထူဝါနဲ့ဂျပန်နိုင်ငံအိုဆာကာမြို့ကကရင်လူငယ်တွေပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြတဲ့ရန်ကုန်ငွေနှစ်ကူးပွဲကိုကိုစီတွားရောက်တည်ရှိခဲ့ပါတယ်တကယ်ကြီးလားအိုးကြိုက်ပြီလေကိုကြီးပြောတာ thank you ပါလာနေပါဒါလေးကိုဗီဒီယိုရတယ်အောင်တောင်းယူထားပြရမယ်အခုပဲကျွန်တော်တို့မှမစိမှညာပြောက်ဘူးဒီလေးရရင်ဟမ်ဦးစီးရမဟုတ်တာအဲ့ဒါမလုံးနဲ့နော်ဘလုံးကန်သွားကြတော့မယူတာဘူးဒီသူအဲ့ဒါပါတယ်လေမထည့်ဘယ်လိုရိုက်မှာတော့လို့ဟာတော့ကန်အကုန်လုံးကန်နေတာဆိုတော့ရိုက်နေပွဲမတိုင်ခင်ညမှာ T1 ရဲ့တငယ်ကြီးတယောက်မြောက်ပေးမှုကြောင့်စိတ်လို့ရှားစွာနဲ့ပဲတပုတ်လောက်ကစ်ခဲ့ရပါသေးတယ်ပွဲစဉ်တစ်ခုလုံးဘလော့ရိုက်ဖို့ရည်ရွယ်ထားပေမဲ့ T1 ကကိုစီတငယ်ချင်းတွေအိမ်မှာလာတဲကြတာမို့နောက်မနေ့အတွက်အမြုပ်ထွက်တဲ့အပြည့်အချိုရည်တွေတောက်များပြီးတော့အနက်တင်အခမ်းအနားနဲ့တခြားအစီအစဉ်ကိုအနည်းငယ်နောက်ကျခဲ့ရပါတယ်။စားတောက်ချိန်ပြီးသွားတာနဲ့ပွဲချိန်ကိုပြန်လည်စတင်ခဲ့ပါတယ်။အဆိုတော်အလှည့်မရောက်ခင်အကနဲ့ intro ဝင်ပေးနေတဲ့ဂျပန်ချောချောမာလေးတွေရဲ့အကနဲ့အလှကိုလက်လက်ဆက်ဆက်ကြီးခံစား권ရတာလည်းလည်းတစ်ခုတော့မဟုတ်ပါဘူး။နောက်ဆုံးမှာတော့အကောင်လုံးစောင့်မျှော်နေကြရတဲ့အဆိုတော်နော်မာတာထရူဝါရဲ့အလှည့်ကိုရောက်ရှိလာခဲ့ပါတယ်။တီဆိုမှုတွေအများကြီးထဲကမှနော်မာတာထရူဝါရဲ့ကိုပိုင်သချင်းဖြစ်တဲ့အင်္ဂလိပ်တလုံးလိုချင်တဲ့သချင်းနဲ့တခြားသချင်းအနည်းငယ်ကိုလည်းအတန်ချူချူလေးနဲ့ပဲဖျော်ဖြေခဲ့ပါတယ်။နောက်ပြီးတော့မှခုနတခုလောက်ပြင်ဆင်တာပေါ့နော်။အခုကကိုရီးယားနိုင်ငံမှာဘယ်လိုပညာရေးတွေသင်ယူပြီးတော့အခုလက်ရှိဘယ်လို activity လှုပ်ရှားမှုတွေရှိလဲဆိုတာဒီပရိသတ်တွေသိအောင်အကျဉ်းချုပ်အနေနဲ့ကြော်ပြပြီးလို့အဆင်ပြေပါရှင်။ဟုတ်ကဲ့ဘုန်းကြီးအခုကိုရီးယားမှာဆက်လက်တန်းဟုတ်တက်နေပါတယ်ပြီးတော့နောက်နေ့ဆိုရင် University တက်ရတော့မယ်ရှင်3လပိုင်းမှာပြီးတော့အခုကိုရီးယားမှာ Miss Throat ဆိုတဲ့သချင်းပြိုင်ပွဲ program ကိုရိုက်နေရရှင်အားလုံးအားပေးကြပါလို့ပြောချင်ပါတယ်ပြီးတော့ဒီလိုဂျပန်မှာလာပြီးတော့အားလုံးကိုတွေ့ရတဲ့အတွက်အရင်ဝမ်းသာပါတယ်လို့ပြောချင်ပါတယ်အားလုံးမအိမ်ငိုက်ဘူးနော်ခုကြည့်သချင်းဆိုတဲ့အချိန်တော့အားလုံးအိမ်ငိုက်လို့ရအောင်နော်
ထူးရဲ့အတန်ကအပြင်မှာဆိုရင်ပိုပြီးတာရတဲ့အတန်မျိုးဖြစ်ပါတယ်ဒါပြီးအားပေးတဲ့ပြည်သက်ကတော့ဘလို့ခံစားနေရတယ်မသိပါဘူးကိုစီကတော့ဘလို့ရရင်နဲ့တော်တော်လေးကိုပဲကြိုက်နေပါပြီအတန်ကိုပြောတာပါနော်နီ စကားမဆက်ဗျာဒီနှစ်ကူးပွဲမှာပျော်ရင်လို့အဆိုတော်ကိုအားပေးရင်ဘလို့ရရင်နဲ့မျက်ရည်ဝဲခဲ့ရပါသေးတယ်ဟမ်တောက်ပနဲ့စီထားတဲ့ကီအမလေးရဲ့ခြေထောက်တနေထားလို့ပါဗျာပင်မနဲ့အပြင်ရာသီဥတုကလည်းအေးလွန်းတာကြောက်လို့ထင်ပါတယ်ညီမလေးကတော်တော်လေးပင်မနေတဲ့ပုံပေါ်တယ်ဗျသူများနိုင်ငံမှာပွဲဖင်းမြောက်အောင်လုပ်ဖို့ဆိုတာမလွယ်ဘူးတဲ့ကိစ္စတစ်ခုဆိုရင်မမားပါဘူးရန်ပုံငွေပွဲလုပ်ချင်ရင်ကိုယ့်အိတ်ထဲစိုက်ပြီးလုပ်ရတာဖြစ်တာမို့လောအားပေးတဲ့ညီကိုမောင်နှမတွေကလည်းအကုန်လုံးပင်မကြပါတယ်ဆိုတော့ညီမလေးရဲ့တီဆုံမှုမှာထပ်ပြီးတော့ပါဝင်စီးမြောက်လိုက်ကြပါအောင်ခင်ဗျာဖြိုဖြေပွဲကြီးပြီးသွားတဲ့ချိန်မှာတော့အကုန်လုံးကအမှတ်တရပုံရရင်းနဲ့ပဲ2025ဒီဇင်ဘာ28ရက်နေ့မှာပြုလုပ်တဲ့ကီးနှစ်တိဘူးပွဲကပျော်ပျော်ရွှင်ရွှင်နဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်။ကိုစီရဲ့တငယ်ချင်းတွေကိုလည်းဒီဗီဒီယိုကနေပြီးတော့ကျေးဇူးတင်စရာပြောချင်ပါတယ်ခင်ဗျ။နောက်ထပ် content တွေကိုလည်းကြိုးစားပြီးတော့တင်ဆက်ပေးပါဦးမယ်ခင်ဗျာ။ကျွန်တော်ကတော့ကိုစီဖြစ်ပါတယ်။